Hello အားလုံးပဲကျွန်မရှောင်းလာပါစေအခုဗီဒီယိုရိုက်ပြီဆိုတော့ထုံးစံတိုင်းကျွန်တော်အယုတ်ကလေးတရုတ် unboxing လုပ်လို့ဖြစ်ပါတယ်။ဘာယုတ်ကလေးလဲဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ဂျင်မာပေါ့နော်ဂျင်မာကျွန်တော်တကူးတကချင်းဆိုပြီးမှလာရောက်ပြီးတော့လက်ဆောင်ပေးသွားတယ်။ဟောဒီကဘမ်ဘူဘူးကနေပြီးတော့မှလက်ဆောင်ပေးတဲ့ယုတ်ကလေးဖြစ်ပါတယ်။ဘာယုတ်ကလေးလဲဆိုတော့ကျွန်တော်လှည့်ပါမယ်1 2 3အယုတ်လေးလဲဆိုတော့အခုမှနောက်ဆုံးထွက်ထားတယ်ပေါ်မကမှာနောက်ဆုံးထွက်ထားတယ်ကြောက်ကုန်ပြီဒါလေးအလှလေးထိတယ်ပေါ်မကမှာနောက်ဆုံးထွက်ထားတယ်ဒီဟီရိုနိုဟီရိုနိုအယုတ်လေးဖြစ်ပါတယ်ဒီမှာမမူဘူးတစ်စီလေးကတ်ထားပါတယ်ဆိုတော့ဒါလေးကအယောင်လေးက2ရောင်လို့တည်ထားပါတယ်2ရောင်လို့တည်ထားပါတယ်ဘာရောင်လေးရကျွန်တော်ကြိုက်လဲကြိုက်ပါတယ်အရန်လဲကျင်းတတ်ပါတယ်အခုလည်းအရန်ပျော်နေပါတယ်ကျွန်တော်ဒါအပြင်သွားရင်းနဲ့ပါပေါ့နော်အိမ်ရောက်မှဖောက်မယ်ဆိုပြီးတော့အိမ်ကိုရောက်ချင်းအခုဒါကျွန်တော်ဖောက်တာဖြစ်ပါတယ်ဒီနေ့အခုချက်တော့နာနည်းနည်းစီးနေလို့ကျွန်တော်နာစီးတန်လေးတော့နည်းနည်းခွင့်လွှတ်ပေးကြပါOkay ဒီ Hero No series လေးထဲမှာထပ်ပြီးတော့မှ collect လုပ်ခွင့်ရတဲ့အတွက်ဗမူမိသားစုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ညီလေးညီမလေးများကိုလည်းကျေးဇူးတင်ပါတယ်ကဲအမောင်းစင်းလုပ်ပါတော့မယ်ခင်ဗျ Okay ဘူးလေးကအမိုင်းစားလေးဖောက်အောင်ပါတော့နှမျိုးတယ် Okay ဖောက်ကြည့်ပဲနော်ဘယ်ဖောက်အောင်လဲဆိုတော့ဘယ်ဖောက်အောင်လဲဆိုတော့ဒီအရာဖောက်လိုက်တော့မယ်ဖောက်ပြီဗျာလာပြီဗျာနဲနေဘာဖြစ်နေအဲ့တော့အပြင်မှာကက်လေးပါတယ်တော်တော်လေးသက်ရလေးလောက်ထားပဲချစ်စရာလေး Let's run away together okay bunny ပုံစံလေးပေါ့နော်okay hero no ကဲဖောက်ပြီအိုးဘူးအကြီးဒီအထက်ကကက်ပါမှာဆိုနေကြည့်လိုက်မယ်ဟိုကက်မပါဘူးဘာကက်မပါဘူးYou do your power. Power, not do power. Okay. Ready? 1, 2, 3. 1, 2. 2, 3. Yay! ကျွန်တော်အနက်ရောင်လေးထက်ပန်းရောင်လေးကိုအရင်လိုချင်ပါတယ်အရင်လိုချင်တဲ့ဟာလေးကပန်းရောင်လေးဖြစ်ပါတယ်2ရောင်ရှိရတဲ့ထဲမှာပန်းရောင်လေးကျွန်တော်အခုဒီလိုဘာဖြစ်နေလဲမသိဘူးဒီပန်းရောင်အနုလေးအရန်ဓာတ်ကြနေပါတယ်ဒီလိုမျိုးအနုပန်းရောင်လေးအရန်ကြိုက်နေပါတယ်ချစ်စရာလေးရီလေကိုရလီကအထားကြတယ်ဟေးမိုက်တယ်ဗျာဒီမှာ run away တဲ့နောက်မှာစာတန်းလေးပါတယ်ရန်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဘမ်ဘူဘူးကနေပြီးတော့မှဥဖြတ်ဖြားပထမဦးဆုံးဒီဟာလေးကိုဖောက်ဖို့အတွက်တကူးတကလက်ဆောင်လာပေးရတဲ့အတွက်ဘမူကဒီလေးညီမလေးများမိသားစုများကိုကျေးဇူးများကြီးတင်ပါတယ်ဒါသူဘုံလေးနဲ့ဆိုတော့ easy to ပြန်ထည့်ထားလို့ရတယ်အဲ့တော့ဖုန်းနံပါတ်လေးသိမတတ်တော့ဘူးပေါ့နော်ယုတ်ကလေးကကျွန်တော်အရင် site တွေထက် Hero No site လေးတွေထက်ပုံမှန်ပဲပေါ့နော် Hero No မျက်နှာလေးကသူ့ပုံမှန်ပဲဒါပေမဲ့ဒီအပေါ်ကပိုးထားလေးပါလေးနဲ့ဆိုတော့နည်းနည်းလေးကြီးတဲ့ရောင်ခံစားရပါတယ်ဒါပေမဲ့ဒီအပေါ်ကအစွတ်လေးကြီးနေလို့ကြီးရလို့ခံစားရတာပါသဘောအရင်ကြပါတယ်အရင်လည်းကြိုက်ပါတယ်အားလုံးလည်းHero Noကိုကြိုက်တဲ့သူတွေအကုန်လုံးကြိုက်ကြမယ်လို့ယုံကြည်ပါတယ်မျှော်လင့်ပါတယ်ဗမ်ဘူကျေးဇူးပါတတာချစ်စရာလေး